ဩဃာတ၏အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်ဩဃာတဆိုသည်မှာပါဠိဘာသာဖြင့်တီယာမီယာသို့မဟုတ်ခွင့်ပြုပါဟုအဓိပ္ပာယ်ရသည်ရှေးခေတ်ကမြတ်စွာဘုရားကိုမေးခွန်းမေးလိုလျင်ဖြစ်စေဝတ်ပြုလိုလျင်ဖြစ်စေရှင်ကျေးတိမ်မွေးသောအနေဖြင့်ဩဃာတံခရောဓခွင့်ပြုတော်မူပါဟုခွင့်တောင်းရမှစတင်လာခြင်းဖြစ်သည်ရည်ရွယ်ချက်ကတော့မိမိတို့မတိမသားဖြစ်စေအမတ်တမဲ့ဖြစ်စေပြမမိခဲ့သောအပြစ်များကိုဝင်ချတောင်းပန်ပြုလုပ်ခြင်းဖြစ်သည်ဤသို့ဝင်ချခြင်းဖြင့်စိတ်ထဲတွင်ဖြစ်ပေါ်နေသောနောင်တပူပန်မှုကြောင့်ထပ်မံဖြစ်ပေါ်လာမည့်အကုသိုလ်များကိုတားဆီးပေးနိုင်သည်ဗုဒ္ဓဘာသာ၏ဆုတောင်းခြင်းသဘောတရားဗုဒ္ဓဘာသာတွင်ဆုတောင်းခြင်းသည်အခြားဘာသာများကဲ့သို့ဖန်ဆင်းရှင်ထံမှဆုလက်တောင်းခြင်းမဟုတ်ဘဲမိမိပြုလုပ်သည့်ကုသိုလ်အပေါ်အခြေခံ၍ဖြစ်ခြင်းသည့်ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောကြားခြင်းသာဖြစ်သည်အတ္တဟိအတ္တနောနာထောမိမိကိုယ်ကိုယ်သာအားကိုးရမည်ဖြစ်ပြီးလက်တွေ့ကျင့်သုံးမှသာသိမြင်နိုင်သောတရားများဖြစ်သည်ရှောင်ရှားလိုသောဘေးဒုက္ခများဩဃာတရွတ်ဆိုရာတွင်ပါဝင်သောဘေးအန္တရာယ်များကိုအောက်ပါအတိုင်းအသေးစိတ်ခွဲခြားထားပါသည်အပယ်၄ပါးနံပါတ်1ငရဲဘုံချမ်းသာကင်းပြီးဆင်းရဲခြင်းအတ္တိပြီးသောဘုံဘဝနံပါတ်2တိရစ္ဆာန်ဘုံမဖို့မှဖီလာကန့်လန့်ဖြစ်သောတရားဝါများကျွဲနွားငါလိတ်ကြက်ငှက်စသောကုန်းနေရည်နေတရားဝါများနံပါတ်3ပြိတ္တာချမ်းသာအပေါင်းမှကင်းကွာသူများတစေမင်းသားတရေတပတ်ဖုတ်ကောင်ကြက်ကောင်များနံပါတ်4အတုရကေနတ်များကဲ့သို့မရဲမရင်မတောက်ပြောင်သောသူများဒေါတောင်သမုဒ္ဒရာကမ်းနိုင်နေသောပြိတ္တာအတုရများကတ်3မှာဒုဗိကံတရကငမှုဘေးကြောင့်ပျက်စီးခြင်းတထန္တရကလက်နက်ဘေးကြောင့်ပျက်စီးခြင်းယောဂန္တရကယောဂဘေးကြောင့်ပျက်စီးခြင်းရက်ပြည့်8ပါးဖျားပွင့်နေတော်လဲတရားမနာနိုင်သောငရဲတိရစ္ဆာန်ပြိတ္တာအသင်သက်ပြမအယူပပြမဖြစ်နေခြင်းလူဖြစ်တော်လဲအတိညာမရှိခြင်းသို့မဟုတ်မိစ္ဆာဒိဋ္ဌိဖြစ်နေခြင်းတို့ဖြစ်သည်ရန်သူမျိုး၅ပါးနံပါတ်1ရေနံပါတ်2မီးနံပါတ်3မင်းဆိုနံပါတ်4ခိုးသူနှင့်နံပါတ်5အမွေခံသားသမီးဆိုတို့ဖြစ်ကြပါတယ်ဝိပတ္တိတရား၄ပါးဖောက်ပြန်ချွတ်ယွင်းခြင်းကိုဝိပတ္တိဟုခေါ်သည်နံပါတ်1ကာလဝိပတ္တိမင်းဆိုမင်းရုပ်အုပ်ဆိုးသည့်ကာလ၌ဖြစ်ရခြင်းနံပါတ်2ဂတိဝိပတ္တိအပေ၄ပုံ၌ဖြစ်ရခြင်းနံပါတ်3ဥပတိဝိပတ္တိရုပ်စင်းအင်္ဂါဥပတိယုတ်ချွတ်တဲ့ရခြင်းနံပါတ်4ပယောဂဝိပတ္တိမှန်ကန်သောကြိုးစားအားထုတ်မှုမရှိခြင်းတို့ဖြစ်ကြပါတယ်ပြဿနာတရား၅ပါးပျက်စီးဆုံးပါခြင်းကိုပြဿနာဟုခေါ်သည်နံပါတ်1ညာတိပြဿနာဆွေမျိုးများပျက်စီးခြင်းနံပါတ်2ဘောဂပြဿနာပစ္စည်းဥစ္စာပျက်စီးခြင်းနံပါတ်3ယောဂပြဿနာအနာယောဂဖြစ်၍ပျက်စီးခြင်းနံပါတ်4ဒိဋ္ဌိပြဿနာမှာသောအယူယူမိသဖြင့်အယူမှန်ပျက်စီးခြင်းနံပါတ်5တီလာပြဿနာကိုချင်းတီလာပျက်စီးခြင်းတို့ဖြစ်ကြပါတယ်မတ္တရားသောတာပတ္တိမံတက္ကဒါဂမိမံအနာဂါမိမံအရဟတမံအဖြစ်မတရား၄ပါးရှိသည်ထိုမ၄ပါး၌ရှိသောဉာဏ်ဖို့တရားသောတာပတ္တိဖို့တက္ကဒါဂမိဖို့အနာဂါမိဖို့အရဟတဖို့အဖြစ်ဖို့တရား၄ပါးရှိသည်ထိုဖို့၄ပါး၌ရှိသောဉာဏ်နိဗ္ဗာန်တရားတဏှာစာသောကိလေသာအလုံးဒုက္ခအလုံးတို့၏ကင်းငြိမ်းရာနိဗ္ဗာန်နာတော်တာဆင်သူများခင်ဗျာယခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဩဃာတရဲ့အဓိပ္ပာယ်နဲ့ဩဃာတကရောကျိုးမှာပါဝင်တဲ့ရှောင်ရှားလိုတဲ့ဘေးဒုက္ခတွေရဲ့အဓိပ္ပာယ်တွေပဲဖြစ်ပါတယ်ဓမ္မမိတ်ဆွေပေါင်းတို့လည်းဘေးအန္တရာယ်ခသိမ်းကင်းငြိမ်းကြပြီးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ